ဒီနေ့ကတော့ရုံးသက်တဲ့သူတွေအတွက် live ချက်လို့လွယ်ပြီးအဟာလည်းရှိမဲ့ lunch box လေးပြင်ပြမလို့ဘာဟင်းလေးဖြစ်မလဲဆိုတော့လိုက်ကြည့်လိုက်အောင်နော်အရင်ဆုံးကြက်သားကိုအကျိုးဖဲ့ပြီးအတုံးတင်းလေးဖြစ်အောင်ထိထားလိုက်ထိထားပြီးတဲ့ကြက်သားလေးတွေကိုခနော်ကော်မုံကြာညွန့်နေနေပြီးအရက်တာနေလိုက်ပါမယ်ထုတ်ထားပြီးသားရိုးတွေကိုဖင်းရလို့ဖို့အတွက်ပြင်ဆင်ပါမယ်တကြားထည့်မယ်စားထည့်မယ်ခနော်ကြက်သားမို့ထည့်ပါမယ်ဂျင်းကြက်သွန်မြူထည့်ပြီးတော့မီးအေးနဲ့တည်ထားလိုက်ပါမယ်ဟင်းသီးရွက်တွေကိုနှိပ်ဖြတ်ပါမယ်ရှာလကာကြီးပြုံးရင်းချက်ဝိုင်းတကြားပဲငန့်ပြားရင်စာနှမ်းစီနဲ့ဒီပွဲတစ်ခုတစ်ဝက်ထည့်နေလိုက်မယ်ဆိုရင်ကုန်းမောင် sauce လေးရပါပြီအရသာနဲ့ထားတဲ့အသားနဲ့ဟင်းသီးရွက်တွေကိုစီပူထိုးလိုက်ပါမယ်စီပူထိုးရဆိုတာအသားတစ်ဝက်ကျအောင်အရင်လုပ်တာပါကုန်းမောင်စုံပုံမှန်အိမ်မှာဆိုရင်စီပူမထိုးကြအောင်စီပူမထိုးရင်အသီးရွက်တွေကနွမ်းပြီးတော့အကျက်မညီဘူးနောက်ဆုံးကြော်တဲ့အခါမှာအသီးရွက်နဲ့အသားဒီဒီညီကျက်သွားမှာပါအခုမရုပ်ပွားကိုအရင်ကြော်ပါမယ်ဂျင်းနဲ့ကြက်သွန်မိတ်ကိုထည့်ပြီးတော့ဆုံးရိုက်ပါမယ်ပြီးတော့မှစီပူထိုးရတဲ့အသားနဲ့ sauce ကိုထည့်ပြီးတော့ဒီလိုလေးကြော်လိုက်ပါမယ်ဒီလိုဆိုရင်ကြက်ကုန်းမောင်ပြီးသွားပါပြီနောက်ဆုံးမှာစီအိုစီနဲ့ကြက်သွန်မိတ်ကိုထည့်ပြီးတော့အလှဆင်လိုက်မယ်ကြက်စပြုတ်လေးလည်းပြီးကနေပြီဆိုတော့ငရုတ်ကောင်းမုန့်နဲ့ကြက်သွန်မိတ်လေးထည့်ပြီးတော့အဆုံးသတ်လိုက်မယ်ခုချက်လို့လည်းပြီးပြီဆိုတော့ lunch box ကိုထည့်ဖို့ပဲကျန်တော့ရယ်ဆိုတော့ပြင်လိုက်အောင်ဗျာ